Hello ဒီနေ့ကတော့နောင်နိုမရောက်ဖြစ်တာကြာကြီးဖြစ်တဲ့နေရာတနေရာကိုမှုန်လေးဝယ်ပြီးတော့သွားစားဖြစ်ပါတယ်။မောင်လေးရဲ့ចောင်းပေးရက်နဲ့လဲတိုးတော့သူကြိုက်တဲ့မာလာရှန်ကိုအချိုရည်နဲ့မှုန်တွေကိုလည်းဝယ်ကျွေးဖြစ်ပါတယ်။လွယ်လင်မျိုးရဲ့အသက်ကလွယ်လင်ရေကန်ဆိုတော့ပုံမှန်ဆိုရင်လူရမ်းများတယ်ပေါ့နော်။ဒါပေမဲ့အိန္ဒိယနောင်နိုသွားတဲ့နေ့ကမိုးရမ်းရွာတော့လဲတဲ့လူတိတ်မရှိပါဘူး။နေတာခဲ့ရင်တော့ငားများတဲ့လူနဲ့ပျော်ပွဲစားထွက်တဲ့လူတွေနဲ့တော့ပြည့်နေရပါတော့။မောင်လေးကတော့သူစားချင်တာစားရပြီဆိုရင်ပျော်နေရပဲရှင်။အတန်ကိုနားထောင်ကြည့်ကြပါရှင်။စားတော့ပြီးပိုက်နေနေရှောင်လာတော့အားကစားလေးလာလှုပ်လိုက်ပါသေးတယ်။နေရောက်သားအားကစားလှုပ်နေရလားဆော့နေရလားတော့မသိခွဲပါဘူးရှင်။ Cô đẻ ra ở đâu sao ra là mà không ngu hả thì đâu rồi ca cái nữa đông thao ra này đi khăn nữa ဆော့လို့လဲဝါပြီးမိုးလဲချုပ်ပြီးဆိုတော့ဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဘိုင်ဘိုင် này ra